အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဟူးစင်းနင်ဟောင်းလို့နာမည်ပေးထားတဲ့ဘသူတွေဘလူတီဆူခဲ့ကြတယ်လဲဆိုတဲ့ YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီ channel လေးကနေတချင်းတစ်ပုတ်ကိုခေတ်ဆက်ဆက်ပြန်လဲတီဆူခဲ့ကြတဲ့အဆိုတော်ရဲ့တီဆူဘုံတီဆူဟန်တိကတ်ထားတဲ့ဘာရှင်မျိုးမျိုးကိုနှိုင်းရှင်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲစလိုက်ကြရအောင်ပါဟုတ်ကဲ့ဒီနေ့အတွက်ရွေးချယ်ထားတဲ့တချင်းကတော့စက်ကူလေးကလေးပဲဖြစ်ပါတယ်ဒီတချင်းအဆိုကွယ်လွန်တော်ရည်ဖြစ်တဲ့တီးနိုင်မြန်မာရဲ့လက်ရကောင်းတစ်ပုဒ်ဖြစ်ပြီးပထမဆုံးအနေနဲ့ပလီဝိုင်းတန်းနိုင်ကသူ့ရဲ့1989ခုနှစ်မှာထွက်ရှိခဲ့တဲ့ပြည်တော်ပြန်ပလီဝိုင်းစီးရီးထဲမှာတည်ဆူထားခဲ့တာပါတိကတ်ပေးထားတဲ့တီဝိုင်းကတော့ဒရီဖြစ်ပြီးတော့တန်ဖန်ကတော့တူနီလင်းပါခဏလောက်နားဆင်ကြည့်လိုက်ရအောင်ပါခင်ဗျာရှင်နီမြောက်မှာပလာစာရွက်ကလေးနဲ့လှမ်းထားတဲ့လေကလေးအတူတူလို့ပါကိုစီလွတ်တဲ့ကြောက်သွားဖို့ငယ်တဲ့တွေနောက်တစ်ယောက်အနေနဲ့ကတော့အဆိုတော်ကြီးဆုလွတ်လင်ကသူ့ရဲ့ဂျင်းဖောပွဲတော် TCD အယ်ဘမ်မှာထည့်သွင်းတည်ဆူခဲ့ပါတယ်ဒါကတော့1995ခုနှစ်မှာထွက်ရှိခဲ့တာပါအဆိုတော်ဆုလွတ်လင်ရဲ့တည်ဆူပုံတည်ဆူဟန်ကိုလည်းနားဆင်ကြည့်လိုက်ရအောင်ပါခင်ဗျာဒီဒီမြောက်မှာလာစာရွက်ကလေးနဲ့လောက်ကြတဲ့ဒီကလေးတွေလူလူလောကကိုစီလွယ်အိမ်နဲ့ချောင်းသွားဖို့ငယ်ချင်းတွေနောက်တစ်ခုကတော့အဆိုတော်ကြီးမေဆွီပါပဲသူကတော့ဒီချင်းကို1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ချစ်လူမိုက်ဆိုတဲ့ TCD ထဲမှာထည့်သွင်းတည်ဆူခဲ့တာပါဒီချင်းကိုတိခတ်ပြီးသွားတာကတော့အော်ရာဖြစ်ပြီးအတန်ဖန်းကတော့ဝေထွန်းနဘရက်ပဲဖြစ်ပါတယ်သူတည်ဆူထားတာကိုလည်းခဏလောက်နားဆင်ကြည့်လိုက်ရအောင်ပါခင်ဗျာဒီဒီမြောက်မှာဗလာစာရွယ်လေးနဲ့လောက်ချတဲ့လေကလေးတွေအတူတူလက်ခါကိုစီလွေနဲ့ကြောင်းသွားဖို့တကယ်ချင်းတွေဟုတ်ကဲ့ဒီလောက်နားဆင်ပြီးကြပြီဆိုရင်ဘယ်သူဆိုတဲ့ version ကိုအကြိုက်ဆုံးလဲဆိုတာ comment မှာပြောသွားပြကြပါဦးခင်ဗျာနောက်ပြီးတော့လည်းကျွန်တော်မတည်သေးတဲ့ပြန်လည်တည်ဆူထားတဲ့အဆိုတော်ရှိသေးရင်လည်းဖြစ်ပြီးသွားကြကြပါဦးခင်ဗျာတချင်းပြည့်စုံမှုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော် description မှာ link ချပေးထားပါတယ်တွားရောက်နားဆင်ကြည့်လို့ရပါတယ်ခင်ဗျာဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့မှပြန်တွေ့ကြပါကျေးဇူးပါ